မင်္ဂလာပါရှင် Channel 4တိုင်းမှမြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့သတင်းတွေကိုတင်ဆက်မဲ့သူကတော့ကျမအတနာစောပါအခုတင်ဆက်ပေးမယ့်ပြည်တွင်းသတင်းတွေကတော့မြန်မာမလေးရှားစီးပွားရေးလုပ်ငန်းရှင်များကုန်စည်ပြပွဲကိုကျင်းပမည်ကျောင်းပြည်ပရောက်မူလာတန်းနှင့်အလဲတန်းစစ်ကျောင်းသားများအတွက် placement တက်ဖြည့်ဆိုရန်လျှောက်လွှာခေါ်ယူ32ကြိမ်မြောက် Miss အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာမြန်မာနိုင်ငံမှာရုပ်ရှင်ဇာတ်ကားများပါဝင်ပြသရန်ဖိတ်ခေါ်စတဲ့သတင်းတွေကိုတင်ဆက်ပါမယ်အပြန်အလှန်ချိတ်ဆက်မှုများပူးပေါင်းဆောင်ရွက်မှုများနဲ့အခွင့်အလမ်းသစ်များကိုဖော်ဆောင်ပေးမယ်မြန်မာမလေးရှားစီးပွားရေးလုပ်ငန်းရှင်များကုန်စည်ပြပွဲကိုလာမယ့်မေလ23ရက်နဲ့24ရက်တို့မှာမနက်9:00နာရီမှညနေ9:00နာရီအထိရန်ကုန်မြို့ရှိမီလီယာရန်ကုန်ဟိုတယ်မှာကျင်းပသွားမယ်လို့သိရပါတယ်အဆိုပါပြပွဲမှာစီးပွားရေးလုပ်ငန်းရှင်များကအပြန်အလှန်ချိတ်ဆက်မှုများနဲ့ကဏ္ဍအလိုက်ပူးပေါင်းပါဝင်မှုများမှသက်ဆိုင်အလားအလာရှိတဲ့အခွင့်အလမ်းသစ်များကိုရှာဖွေနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပြပွဲလာရောက်မဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့လာရောက်လေ့လာလိုသူများအနေနဲ့မလေးရှားမြန်မာ Business Chamber Trade Fair 2026မှာစာရင်းပေးသွင်းနိုင်ပြီးမြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI မှလည်းပြပွဲကို Platinum Sponsor အဖြစ်ပြကန်းဖွင့်လှစ်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်၎င်းပြပွဲဟာချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများစွာပြုလုပ်နိုင်မယ်စီးပွားရေးပြပွဲကြီးဖြစ်တာကြောင့်စီးပွားရေးလုပ်ငန်းရှင်များတွားရောက်လေ့လာတဲ့ပြပွဲကောင်းတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်နေ့စဉ်မှအစောကြီးတွန်နေပါလားရှင်တွန်ရမှာပေါ့ငါတူမရေဦးချက်ပါကြီးဝရိယရှိမှတောင်သူဦးကြီးတွေမြေကြီးကရွှေသီးလို့ဒီရေလာဝင်တိုးကြပါလေဘာဖြစ်လို့လဲဦးချက်ဖားရဩဒီကကြက်ပါတစိမ့်မြေဩဇာကိုဝရိယရှိယုံကြည်သုံးကြလို့တောင်သူဦးကြီးတွေမြေကြီးကရွှေသီးပြီးဒီရေအလားဝင်တိုးနေကြပြီလေဟာဒီမှာကြည့်ဟုတ်ပါဦးချက်ဖားရေကျမတို့တောင်သူတော်လေးတွေလည်းသုံးတော့မယ်တောင်သူဦးကြီးတွေရောဟာဒီကတောင်သူတော်လေးတွေရောအကုန်လုံးသုံးနိုင်ဖို့ကြက်ဖာတစိမ့်မြေဩဇာကိုလုံလောက်ဖြန့်ချီနေပါပြီဗျာအရင်သွေးပြေကြက်ဖာတစိမ့်မြေဩဇာကြက်ဖာတစိမ့်နော်ကြက်ဖာတစိမ့်ကြက်ဖာတစိမ့်မြေဩဇာကို Sky Home Company ဖုန်း39 669 993 388 09669 993 388မှာဆက်သွယ်မှာယူနိုင်ပါတယ်2021-2022ပညာသင်နှစ်မှစ၍အကြောင်းအမျိုးမျိုးကြောင့်ကျောင်းဖြစ်ပါရောက်ရှိနေတဲ့အခြေခံပညာမူလတန်းစဉ် Grade 2မှ Grade 5နဲ့အလယ်တန်းစဉ် Grade 6မှ Grade 9ကျောင်းသားများအတွက် placement ထက်အထူးအစီအစဉ်ဖြည့်ဆိုရန်လျှောက်လွှာခေါ်ယူနေကြောင်းအခြေခံပညာရေးဦးစီးဌာနကကြေညာထားတယ်လို့သိရပါတယ်လျှောက်ထားသူဟာအခြေခံပညာကျောင်းဒါမှမဟုတ်ကိုယ်ပိုင်ကျောင်းဒါမှမဟုတ်ဘုန်းတော်ကြီးတင်ပညာကျောင်းများမှာပညာသင်ယူခဲ့မှုသူဖြစ်ရပါမယ်။ဒါအပြင်လျှောက်ထားသူဟာမိမိနောက်ဆုံးတက်ရောက်ခဲ့တဲ့ကျောင်းမှာနောက်ဆုံးအောင်မြင်ခဲ့တဲ့အတန်းအတွက်ကျောင်းထောက်ခံချက်မူရင်ဒါမှမဟုတ်မိတ္တူအမှတ်ပူးတွဲတင်ပြရန်ကျောင်းထောက်ခံချက်မူရင်ဒါမှမဟုတ်မိတ္တူမှတ်တင်ပြနိုင်ခြင်းမရှိပါကအရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့နယ်အတွင်းရှိကျောင်းမှာတက်ရောက်ခဲ့တဲ့ကျောင်းသားဖြစ်ကြောင်းအထောက်အထားရေးပေါ်အခြေအနေကြီးညာထားသောမြို့နယ်မှာအမှတ်တကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်းရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်ပူးတွဲတင်ပြရမှာဖြစ်ကြောင်းသိရပါတယ်။လျှောက်ထားသူဟာမိမိအသက်အရွယ်အရတက်ရောက်တည်ယူရမယ့်အတန်းရဲ့တစ်စိနှိပ်အတန်း placement ထက်ကိုပြည့်စုံရမှာဖြစ်တယ်လို့သိရပါတယ်။လျှောက်ထားသူဟာ placement ထက်ကြာရှုံးမှာကမိမိဖြည့်ဆိုတဲ့အတန်းကိုသာတက်ရောက်တည်ယူရမှာဖြစ်ပြီးဖြည့်ဆိုလိုသောအတန်းနှင့်မွေးသက်ကလေးအရာအသက်ကိုက်ညီမှုရှိရမှာဖြစ်ကြောင်းသိရပါတယ်။ placement တက်ဖြည့်ဆိုခွင့်လျှောက်လွှာများကိုမြို့နယ်ပညာရေးမှူးရုံးများမှာ2026ခုနှစ်မေလ22ရက်နေ့မှစ၍ပေးရန်မရှိအခမဲ့ထုတ်ယူပြီးဇွန်လ9ရက်ရုံးချိန်နောက်ဆုံးထား၍မြို့နယ်ပညာရေးမှူးရုံးများသို့ပြန်လည်တင်သွင်းလျှောက်ထားရမှာဖြစ်ကြောင်းသိရပါတယ်။ placement တက်ကို2026ခုနှစ်ဇွန်လ15ရက်မှ20ရက်အတွင်းဖြည့်ဆိုရမှာဖြစ်ပြီး
ဖြေဆိုရမယ့်အစီအစဉ်နဲ့အသေးစိတ်အချက်အလက်များကိုရှောက်လာထုတ်ယူတင်သွင်းခဲ့တဲ့မြို့နယ်ပညာရေးမှုရုံးများမှာဆက်သွယ်စုံစမ်းရေးအစီအစဉ်အတိုင်းဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီးရှောက်လာတတ်မှတ်ရဲ့အတွင်းတင်ပြနိုင်မှုမရှိခြင်းနဲ့တတ်မှတ်နေရာတွေဖြေဆိုနိုင်ခြင်းမရှိပါကဖြေဆိုသူစည်ရေးမှာပက်ဖြတ်ခံရမှာဖြစ်ပါတယ်။ရှောက်ထားသူအတန်းတက်ရောက်ခွင့်ရရှိပါက2026-2029 ပညာသင်နှစ်မှာအခြေခံပညာကျောင်းများတွင်သာတက်ရောက်ပညာသင်ယူရမှာဖြစ်ကြောင်းအခြေခံပညာဦးစီးဌာနကကြေညာထားတယ်လို့သိရပါတယ်ရှင်။ဘယ်လာရုနိုင်ငံမှာကျင်းပမဲ့32ကြိမ်မြောက် Miss အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် Listerbutt မှာမြန်မာနိုင်ငံကရုပ်ရှင်ဇာတ်ကားတွေကိုပါဝေပြသဖို့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကစတင်ဖိတ်ခေါ်လျက်ရှိတယ်လို့သိရပါတယ်။ဘယ်လာရုနိုင်ငံမှာကျင်းပမဲ့32ကြိမ်မြောက်ရုပ်ရှင်ပွဲတော်မှာဖိတ်ကြားထားတဲ့အချက်တွေနဲ့ကိုက်ညီတဲ့မြန်မာရုပ်ရှင်ဇာတ်ကားဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ဖိတ်ခေါ်ခြင်းဖြစ်ပြီးတော့ပြသရာမှာလည်းပြီးခဲ့တဲ့2025ခုနှစ်နဲ့2026ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ရုပ်ရှင်ဖြစ်ရမှာဖြစ်ခါဘယ်လာရုသမ္မတနိုင်ငံမှာစီးပွားဖြစ်ပြသခြင်းမပြုခဲ့တဲ့ဇာတ်ကားဖြစ်ရမှာဖြစ်ကြောင်းသိရပါတယ်။အဆိုပါပြိုင်ပွဲအတွက်ဖိတ်ကြားစာကိုပြန်ကြားရေးဝန်ကြီးဌာနပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတဆင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလက်ခံရရှိခဲ့တယ်လို့သိရပါတယ်။ဒီပွဲတော်မှာပြိုင်ပွဲဝင်ဇာတ်ကားတွေနဲ့ပြိုင်ပွဲဝင်မဟုတ်တဲ့ရုပ်ရှင်ဇာတ်ကားတွေပြသခြင်းနဲ့ခဏဝေခေဇာတ်ကားဟောက်ရုပ်ရှင်တွေပြသခြင်းစတဲ့ခန္ဓာတွေပါဝင်မှာဖြစ်ပြီးတော့လက်ရှိ2025ခုနှစ်နဲ့2026ခုနှစ်ကရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေကိုအင်္ဂလိပ်နဲ့ရုရှားစာတမ်းထိုးပြီးပြသရမှာလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲဝင်ဖို့ရွေးချယ်ခံရတဲ့ဇာတ်ကားတကားကရုပ်ရှင်ဒါရိုက်တာထုတ်လုပ်သူရုပ်ရှင်တရုပ်ဆောင်တဦးတို့ရဲ့လီရင်စရိတ်3ရက်စာနေထိုင်စားတောက်စရိတ်တို့ကိုရုပ်ရှင်ပွဲတော်စီစဉ်သူဘက်ကအကုန်ကြခံဖိတ်ခေါ်ပေးထားတာဖြစ်တယ်လို့သိရပါတယ်။ပြိုင်ပွဲဝင်လူသူတို့များအနေနဲ့ဖော်ပြထားတဲ့စီကံနဲ့ကိုက်ညီတဲ့မြန်မာရုပ်ရှင်ဖန်တီးသူတွေကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာလာမယ့်ဇူလိုင်လ20ရက်နေ့နောက်ဆုံးထားဆက်သွယ်စာရင်းသွင်းရမှာဖြစ်ကြောင်းသိရပါတယ်ရှင်။ Channel 14မြန်မာပြည်သက်ကြီးများရှင်ဒရိုက်တာရဇဝင်ကိုရိုက်ကူပြီးလွမ်းပိုင်ကောင်းမြတ်ဆန်ရှင်မွေလာချောရတနာချူလေးစောင်းဝေရီမီ
ချွေးစစ်ဟန်တို့ပါဝင်တည်ဆောင်ထားတဲ့ရိုက်ပေါက်ရုပ်ရှင်ဇာတ်ကားကြီးကို2026ခုနှစ်မေလ15ရက်နေ့မှာစတင်ပြီးအမတ်15မူကောင်းလန်ဘောက်ထော်ရန်ကင်းမြို့နယ်မှာရှိတဲ့ Star Cinema အစင်းမြင့်ရုပ်ရှင်ကြီးမှာနေ့စဉ်ပွဲစဉ်နှစ်ပွဲကိုနေ့လယ်12:30နဲ့3နာရီအချိန်တို့မှာတောက်ကြနဲ့ကားတက်လဲတဲ့အလဲကျရုပ်တဲ့စနစ်အတိုင်းပြသသွားတော့မှာဖြစ်ကြောင်းသတင်းကောင်းပါပါတယ်ရှင်Channel Infotainment မြန်မာရဲ့သတင်းတွေကိုတင်ဆက်လုပ်ပြီးပါပြီ။မင်္ဂလာရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။